Geely Coolray SKD Launch Event ခမ်းနားစီစဉ်များကိုလက်ခုပ်သံများဖြင့်စတင်ကြောင်းကြေညာအပ်ပါရခင်ဗျာမြန်မာနိုင်ငံရဲ့ All New Coolray Model ယာဉ်ကြီးအောင်မြင်မှုအပေါင်းတရဖူဆောင်ပါစေကြောင်းစုမွန်ကောင်းတောင်းရင်းနဲ့ဒီကုန်းချုပ်အပ်ပါတယ် Thank you all for being here tonight and celebrating these exciting moments with us. And welcome to the all-new Geely Coolray SKD. Thank you again. ဂျီလီကားကိုဝယ်လို့အသုံးပြုလိုက်ရတဲ့ငွေကြေးအတွက်ကိုစိတ်မပြတ်စေရပါဘူးလို့ကျွန်မကဒီနေရာကနေပြောကြရင်းနဲ့ဒီကုန်းချုပ်ပြတယ် just a car မဟုတ်ပဲねအမတို့ရဲ့ lifestyle ကိုအပြည့်အဝ express လုပ်ပေးနိုင်တဲ့အရင်က stylish ဖြစ်တဲ့ SUV တစ်စီးလို့အမမြင်ပါတယ်တထောင်680 To the success of the all-new Geely Coolray SKD. Cheers!